ဒီ comment တွေကိုလာဖြည့်ပေးမယ်ချိုတာရယ်နေ့ရယ်ချထားတာရယ်မွေးရယ်အတန်တရစင်လို့တဲ့ okay တို့တွေကအတန်တရစင်လားဆိုတော့စင်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာကိုလင်းရှင်းအောင်လာပြီးတော့စလုံးမှာပေါင်းပြမယ်ပေါ့နော်အရင်ဆုံးချိုတယ်ကိုထိုင်းလို့ခေါ်တာကหวานချိုတယ်ပေါ့နော်သူကဘာလို့အတန်လဲဆိုရင်အမြင့်တန်နဲ့သွားတယ်ဟောဝအာနော်หวานသူအမြင့်တန်နဲ့သွားအမြင့်တန်တုံးနဲ့သွားတယ်ပေါ့နော်နေ့ကိုကြတော့ထိုင်းလို့ခေါ်တာကวันအတန်တူလေးနဲ့လာတယ်ဝအာနော်วันဆိုပြီးတော့သွားတယ်วันပေါ့နော်ဒါကတော့နေ့ကိုပြောတယ်တကယ်လို့ချထားဆိုရင်တော့วางငါအတန်နဲ့လည်းပြန်ဆုံးတယ်ဘယ်လိုလဲဆိုတော့ဝအာငေါวางဆိုပြီးတော့လည်းပြန်ဆုံးတယ်ပေါ့နော်သူတီကြတော့ပါဇက်လည်းမပိတ်ဘူးရှာလည်းမထောက်ဘူးပေါ့နော်နောက်တစ်ခုမွေးတယ်ကြတော့ဘာမွေးတာလဲဥပမာကလေးမွေးတာလားဒါမှမဟုတ်ငါးမွေးတာလားအဲ့လိုမျိုးကွဲတယ်ပေါ့နော်ဥပမာအနေနဲ့မွေးတယ်ဆိုရင်ဥပမာငါးမွေးတယ်ပေါ့နော်เลี้ยงปลาပေါ့တကယ်လို့ကလေးမွေးတယ်ဆိုရင်တော့คลอดลูกလို့ဒီလိုမျိုးပြောပါတယ်ကိုလေးမနောက်ထပ်ဗီဒီယိုညာပြီးတွေ့ဆုံပါမယ်